ရေစက်ကြောင့်ပဲဆုံဆုံဝေကျွေးကြောင့်ပဲဆုံဆုံပေးတဲ့သူကအေးချမ်းတာပဲကိုဘာပေးမလဲမေတ္တာပေးမလားဒါမှမဟုတ်ငွေကြေးထောက်ပံ့ပေးမလားကိုကြိုက်တဲ့အရာကိုပေးနိုင်တယ်ဒါပေမဲ့မျောလင်းချက်တော့မထားမိစေနဲ့ဘာကြောင့်ပူလောင်ရတယ်လဲဆိုရင်အဲ့ဒီမျောလင်းချက်တွေကြောင့်ပူလောင်ရတာကိုချစ်တဲ့သူကိုခင်တဲ့သူတွေပေါ်မှာမျောလင်းချက်တွေကြီးရင်ကြီးတယ်လို့တောခတွေကြီးရမယ်အဲကြောင့်အတူရှိနေတော့မှတမိုးထားအတူရှိနေတော့မှပြည့်ပြည့်ရွှင်ရွှင်နဲ့အေးချမ်းချမ်းနဲ့နေအေးဓာတ်တွေပဲပေးပူလောင်စေတာတွေလောင်နေစေတာတွေမပေးဘဲနဲ့စိတ်ချမ်းသာမှုကိုပဲပေးရတယ်မေတ္တာတွေပဲပေးရတယ်ပေးကမ်းမှုတွေမှန်ကန်သွားလို့ရှိရင်လမ်းခွဲခြင်းတွေမှာလည်းပဲဝမ်းနည်းစရာအကြောင်းမရှိတော့ဘူးဘသူပေါ်ကိုမှဘယ်ရာဝတ္ထုပေါ်ကိုမှညှော်လင်းချက်တိမထားနဲ့တနေ့ကျရင်တော့ဘာတွေဖြစ်ကြမလဲတနေ့ကျရင်တော့သူနဲ့ဘယ်လိုသွားရမလဲဒီနေ့ကျရင်တော့ဒီလူတွေနဲ့ငါဘာဖြစ်ကြမလဲဆိုတော့အဲ့ဒီညှော်လင်းချက်တွေကြောင့်လူတွေကပူလောင်မှုတွေတောကတွေများစွာရနေတာဖြစ်တယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးမေတ္တာနဲ့ရှင်သောအပေးများကိုသာပေးနိုင်ကြပါစေ